Hi hi အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ဒီနေ့ NCT ရဲ့ leader ကြီးအထက်ရုံးပေါ့နော်ကျမတို့ NCT 127ကကျမ stand လာတယ်ကြာပြီဆိုတော့ TY track remaster in Bangkok ကို concert သွားကြည့်မှာဖြစ်ပါတယ် Okay so let's go Bangkok ရောက်ချင်းကိုလေအရင်ဆုံးသွား Central World ရဲ့ left right ပေါ့နော်ဘာလို့လဲဆိုတော့အခြေအရန်ကိုကန်ကောင်းချင်တယ်ကျမတို့နဲ့ပေါ့နော်အရင်ဆုံးရောက်သွားခဲ့ရတော့ left right ပါဆိုရလေတောင်းပွားရေးဆိုတော့ဗိုက်စာနဲ့7မှာခေါက်ဆွဲပြုတ်ဝင်ကြည့်ပါပြီးတော့ညအိပ်ပြီးတော့နောက်ရက်ကျတော့ China Town သွားဖြစ်ခဲ့ပါတယ် China Town ကလေဒီစားနေကြဆိုင်ရှိရယ်ကွယ်အိတ်ဆိုင်ကိုအရန်ကြိုက်တာပြီးတော့ရေခဲမုံဝင်စားပေါ့ရေခဲမုံကနေနဲ့ဂျင်းထိတ်ခံလိုက်ရတာကွာတိတ်မကောင်းပြီးတော့ဓာတ်ပုံရိုက်တယ်ပေါ့နော်ညဘက်မှဒီ China Town မှာဓာတ်ပုံရိုက်တာပို့ပြီးတော့လှရဲအမှဆိုတက်ဒီကားရဲ့ပါပဲ outfit ကိုရွှီဆိုပြီးချိန်ပြလိုက်တယ်ပေါ့နော်outfit ကတော့ဒါ outfit chat ပေါ့နော်ဘာညာအော်တိတ်ပြီးတော့စိတ်တိုင်းတော့ကြမနေဘူးတိလား concert ရဲ့ fit ကဒီ color လေးပေါ့နော်သူ့ရဲ့အနီနဲ့အမဲဆိုပြီးတော့အဲ့လိုမျိုးဝတ်ရတယ်ဆိုတော့ကျမလည်း day 1ကဝတ်လာပေါ့နော် day 1ကျမသွားတာဆိုတော့ okay ရောက်ပြီပေါ့နော်လမ်းလေးတော်တော်ရှောက်လိုက်ရတယ်ဘာလို့ဆိုတော့ကားအနေနဲ့ပိတ်နေရဆိုတော့ကျမစိတ်မရှိရောတာနဲ့ကဲ finally ရောက်ရှိရောက်လာခဲ့ပြီပေါ့နော်ကျမရန်စောင့်မျှော်နေတဲ့နေရာပေါ့နော် Oh my god, I'm dreaming. အမလေးကျမတို့တွေးပြီး။အော်သူတို့ကတကယ်ကိုအပြစ်ပါရှိရပါလားဆိုပြီးအဲ့လိုမျိုးတွေးပြီးရဲ့အဖြစ်တွေပါတွေးတာအီထေရုံးကိုလေတော့ visual ကြီးကိုမေးပါအောင်။안녕하십니까. 사와디카. 사와디카. 봄스테온파. Oh my god. Welcome to TY Track. တော်ချောတဲ့လူသားလားခွာ Green ocean again. It's so fucking beautiful. Ora မဟုတ်တော့နောက်ကတရုတ်မိုင်အသေး aura ရေး ทุกคนกลับบ้านดีๆนะครับ 끝까지 질서 지켜주시면 감사드리겠습니다. ทุกคนรักษากฎระเบียบกันถึงตอนสุดท้ายเลยนะครับ 지금까지 태우였습니다. emotional ဖြစ်ပြီးတော့ဒါတော့ပြီးပြီပေါ့နော်သူတခြားပြန်မှာဆုံးထိသူကြည့်ပေးလို့ပေါ်လာကြည့်ယူပါပေါ့နော်အဲ့ဒါတော့နားလေပေါ့နော်နည်းနည်းပါပါပေါ့အဲ့ဒါနဲ့ကျမပြန်ပါပြီ okay ဒါလေးကတော့ကျမဆုံးစပြီးတော့တွေ့ဘူးပါပေါ့နော် NCT stand နဲ့နှစ်ဒီမှာလုံးဝပထမဆုံးတွေ့ဘူးပါဆိုအရန်ကိုပျော်ရဲကျမသိမယ်ဆိုရင်တော့သေလို့ရနေပေါ့နော်သေပြောနေ okay ဒါကတော့ဒါပါပဲ thank you bye bye